တဲ့ထိုလူဟာ PSC ထက်မြင့်တဲ့ရာရှိဆောင်ပွဲ UPSC ဖြစ်ဆိုရင်ဒေလီကိုသွားမှာဆိုတဲ့အတွက် UPSC ဆိုတာဘာမှတော့နားမလဲတဲ့မာနောတယောက်ပန်ဒီရဲ့အိတ်ကိုဆွဲပြီးလက်ပလာနဲ့ဒေလီကိုလိုက်သွားခဲ့ပါတယ်ချမ်မာနယ်ကနေရုတ်တရက်ဒေလီကိုရောက်လာတဲ့မာနောဟာရုံးကန်လှုပ်ရှားသွားလာသူအများပြားကိုစမြင်ကတညလုံးစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒေလီမှာတော့သူ့ကိုအတူခေါ်လာတဲ့ပန်ဒီနဲ့တိုက်ခန်းတစ်ခုတွင်နေထိုင်ကြပါတယ်မာနောဟာဒေလီကတိန်းနဲ့ချီသွားလာလှုပ်ရှားနေကြတဲ့ကျောင်းသားကျောင်းသူတွေကိုကြည့်ပြီးသူဘာဆက်လုပ်ရမှန်းမသိတော့ဘူးဆိုတဲ့အတွက် UPSC ဆောင်ပွဲဟာအဆင့်3ဆင့်ရှိပြီးအစမ်းဆောင်မွေပွဲပမာဏဆောင်မွေပွဲနဲ့နောက်ဆုံးအင်တာဗျူးအသင့်ရလို့ကြော်ဖြတ်ရမယ့်အခက်အခဲကိုတူးဆိုတဲ့လူငယ်ကရှင်းပြပါတယ်အဆိုပါဆောင်မွေပွဲကိုရှင်းနှစ်တိုင်ဝင်ဖြစ်နေသေးဖြစ်တဲ့ Gory ဆိုတဲ့လူတစ်ယောက်ဟာ UPSC ဆောင်မွေပွဲအတွက်လေ့လာခြင်းတဲ့ကျောင်းသားတွေကိုအခမဲ့သင်ကြားရှင်းပြပေးပါတယ်သူဖြတ်တန်းမှုတဲ့ရှင်းနှစ်တာအတွေ့အကြုံတွေအရ UPSC ဆောင်မွေဆိုတာမွေလေကားဂိမ်းနဲ့အလားတူပါတယ်ဂိမ်းရဲ့အစနေရာဟာလူ2သိန်းဝန်းကျင်ဝင်ရောက်ဖြည့်ဆိုကြမယ့်အစမ်းဆောင်မွေပွဲဖြစ်ပြီးနောက်တစ်ဆင့်မှာတော့အယောက်1000ကနေ1500ကပဲပမာဏဆောင်မွေပွဲကိုဖြည့်ဆိုခွင့်ရမှာဖြစ်ပြီးအင်တာဗျူးကိုတော့လူ150ကနေ200ဝန်းကျင်လောက်ပဲဖြည့်ခွင့်ရမှာဖြစ်ပါတယ်။သို့ပေမဲ့အဲ့ဒီအင်တာဗျူးအဆင့်မှာအစိတ်ပြင်းတဲ့မွေတကောင်စားတာခံလိုက်ရရင်တော့အစမ်းပြေတဲ့အဆင့်ကနေပြန်လည်ဖြည့်ဆိုရမှာဖြစ်ကြောင်းရှင်းပြပါတယ်။ဒီတော့ဆောင်မွေဖြည့်ဆိုသူရောက်2သိန်းကျော်မှာ IBS အရာရှိဖြစ်သူကတစ်နှစ်ကို25ယောက်အယောက်30ကြားမှသာရှိတာမို့လွယ်ကူတဲ့အရာမဟုတ်ပဲသူဆိုရင်လဲ9နှစ်မှာ9ကလုံးအစကပြန်စားခဲ့ရပါတယ်။တကယ်လိုအပ်နေတဲ့အရာကစိတ်အားထက်သန်မှုမို့သူကိုယ်တိုင်လဲရွာမှာကုန်တက်စေဖို့အရာရှိယူနီဖောင်းတစ်စုံကိုတော့ကြိုတင်ဝယ်ယူထားပြီးထိုအရာကိုကြည့်က6ကြိမ်မြောက်အင်တာဗျူးကိုဖြည့်ဆိုထားရလို့ဆိုပါတယ်။ဆောင်မွေးပွဲအကြောင်းသဘောပေါက်သွားပြီမဲ့ဒေလီကိုလက်ပလာနဲ့ရောက်လာတဲ့မာနောဟာသူ့ရဲ့ငွေကြေးပြဿနာကိုဖြေရှင်းရန်ထပ်မံအကူအညီတောင်းကြည့်တော့အိမ်သာဆေးကျန်းတိုက်အလုပ်မျိုးလုပ်နိုင်ရင်အလုပ်ရပြီလို့မှတ်လိုက်ဆိုကစာကြည့်တိုက်တစ်ခုမှအလုပ်သွင်းပေးခဲ့ပါတယ်။စာလေ့လာမဲ့ကျောင်းသားတစ်ယောက်အတွက်စာကြည့်တိုက်အတွင်နေစရာနေရာပါရမယ်ဆိုတော့ရေကန်အသင့်ကြာတင်ဖို့မာနောအတွက်ပြဿနာတစ်ခုဖြေရှင်းပြီးသားဖြစ်သွားပါတယ်။သူ့ကိုဒေလီခေါ်လာပြီးတဲ့ပန်ဒီရဲ့အဖေဟာလက်စားတဲ့ဆော့လို့ရေကန်ထရိုက်တယောက်မှုသူ့အဖေရဲ့ညစ်ပတ်တဲ့ငွေတွေကိုပျော်ပျော်ကြီးအသုံးချနေခဲ့ပြီးသူ့ကိုပါလက်ထောက်ပန်နာရေးမှုဖြစ်စေခြင်းပေမဲ့အဲ့ဒီဆောင်မွဲကဖျက်သိမ်းသွားတာကြောင့်ရဲရရှိဆောင်မွဲထပ်ပြေခိုင်းနေတာဖြစ်ပါတယ်။ပန်ဒီကတော့အဲ့လိုလက်စားရတဲ့ကိစ္စတွေပေါ်ဝါသနာမပါပဲသူ့ဝါသနာက TV ဖန်သားပြင်ပေါ်တရုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ကိုအခမဲ့ပညာသင်ပေးခဲ့သူ Gory ရဲ့နောက်ဆုံးအင်တာဗျူးအောင်သင်းကိုတွားကြည့်ခဲ့ကြပါတယ်။စာရွက်အများပြားပေါ်ထက်ကတလဲလဲစစ်ဆေးခဲ့ပေမဲ့ Gory တယောက်ထပ်မံကြရှုံးခဲ့ပြန်ပါတယ်။ပန်ဒီကတော့ရှုံးသမား Gory စီကနေခွာပြီး IBS အရာရှိဖြစ်သွားတဲ့မိုဟန်ဆိုသူထံပူးပေါင်းစည်းကပ်ခဲ့တာကြောင့်မာနောနဲ့လမ်းကြောင်းလွဲသွားပါတယ်။ထုံးစံအတိုင်း Gory ကတော့လက်မလျှော့ပဲလက်ဖေးဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပြီးသူကြရှုံးခဲ့ပေမဲ့သူတင်ပေးတဲ့လူတွေတယောက်ယောက်အောင်သွားရင်အနိုင်ရတာပဲလို့ဆိုကအရာရှိဆောင်မွေအတွက်ဆက်လက်တင် ကြားပေးပါတယ်ဒီလိုနဲ့လမ်းဘေးမှာတင်ယူပြီးပထမဆုံးအစမ်းဆောင်မွေဖြည့်ခဲ့တဲ့မာနောတယောက်မျောလင့်ထားတဲ့အတိုင်းကြပါတယ်စိတ်သက်မှာကြောတဲ့ Gory ရဲ့စကားတွေကတုံညကိုဘိန်းလိုလှိပ်ပြီးအစကပြန်စားလိုက်သူရဲကောင်းလိုပြန်သွားလိုက်လို့အားပေးပါတယ်ဒါကြောင့်တစ်နှစ်ပတ်လုံးစာကြည့်တိုင်းမှာတန့်ရှင်းရေးလို့စာဖတ် Gory ရဲ့ဆိုင်မှာကိုကြီးလောက်ကင်လာရင်တစ်နေ့ကျတော့ IBS အရာရှိအသစ်ဆက်မိုဟန်နဲ့ဆုံကအင်္ဂလိပ်စာနဲ့စတင်ထိတွေ့ပါတယ်လက်ဖေးလက်ပို့တဲ့မာနောကိုသပွဲရူပဲအထင်နဲ့ပြောတဲ့အခါတငယ်ချင်းဖြစ်တဲ့ပန်ဒီကသူကအရာရှိဆောင်မွေဖြည့်ဖို့ကြိုးစားနေသူဖြစ်ကြောင်းရှင်းပြလိုက်တဲ့အတွက်မိုဟန်တယောက်အတော်လေးအားနာသွားပါတယ်ဒါကြောင့်ဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်အကူအညီလိုရင်သူ့စီလာခဲ့ဖို့မှားလိုက်ပါတယ်တနေ့ Gory ရဲ့လက်ဖေးဆိုင်မှာလာထိုင်နေကြတဲ့ပန်ဒီရဲ့တငယ်ချင်းတယောက်ဟာမာနောလိုလူတွေတနိုင်ငံလုံးအနှံ့ဒေလီကိုလာပြီးစာမလေ့လာပဲဒီလိုအလုပ်တွေလုပ်နေသူတွေဘယ်တော့မှအရာရှိမဖြစ်ဘူးလို့ဝေဖန်နေပါတယ်ဒါကိုကြားသွားတဲ့ Gory ကမင်းစကားတွေဟာမှန်ပေမဲ့ကြောထောက်နောက်ခံမရှိတဲ့ငါတို့လူတွေအတွက်တင်တန်းကြီးတောင်လက်ထဲပါမလာတာမို့စာကြည့်တိုက်တွေတန်ရှင်းရေးလို့အိမ်သာဆေးကျန်းတိုက်နဲ့နေထိုင်နေကြရပေမဲ့အဲ့လိုစိတ်ဓာတ်မျိုးမင်းတို့တက်ခဲ့ရတဲ့အကြောင်းတွေကတင်ပေးလိုက်မှာမဟုတ်ဘူးဒီလိုအခက်ခဲတွေကြားကအောင်နိုင်သူတယောက်သာပေါ်ထွက်လာခဲ့ရင်ငါတို့လူတန်းသားတွေရဲ့စံပြဖြစ်လာလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်အလုတ်လုတ်လိုက်စာကြက်လိုက်နဲ့ဆောင်မွဲဖြေခဲ့တဲ့မာနောတယောက်နောက်တစ်ချိန်မှာတော့အစမ်းဆောင်မွဲကိုကြော်ဖြတ်နိုင်သွားပါတယ်ဒါကြောင့်နောက်ထပ်ရင်ဆိုင်ရမယ့်ပင်မဆောင်မွဲအတွက်တင်တန်းကောင်းတစ်ခုလိုက်ရှာပါတယ်10ရာခိုင်နှုန်းလျှော့ပေးတဲ့တင်တန်းတစ်ခုမှာသူငွေမတက်နိုင်တာကြောင့်တန့်ရှင်းရေးအလုံးနဲ့ကူညီမဲ့ဈေးထက်လျှော့ပါအောင်ဆိုကအရေးကြစနစ်နဲ့ငွေသွင်းခဲ့ပါတယ်ဒါပေမဲ့တင်တန်းကတပ်ပုံတွေချိတ်တဲ့နေရာမှာအရာရှိဖြစ်သွားသူမိုဟန်ရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါအခြားအနံသူတွေရှိသူသိတဲ့မိုဟန်ကဒီမှာတင်တန်းမတက်ခဲ့ဘူးလို့အော်ပြောပါတော့တယ်ဒီတော့ဖောင်နာရဲ့သမီးကပဲအခန်းထဲခေါ်ပြီးကြော်ညာမင်းသားမင်းသမီးတွေဟာသူတို့ကြော်ညာတဲ့ပစ္စည်းကိုသူတို့မသုံးဘူးဆိုတဲ့ဥပမာနည်းတူရိုဘီ3သိန်းခွဲပေးကကြော်ညာအနေနဲ့ဓာတ်ပုံချိတ်ထားကြောင်းဝင်ရှင်းပြပါတယ်ဇဝေသဝါဖြစ်သွားတဲ့တင်တန်းလာအပ်သူမိန်းကလေးကလည်းတင်တန်းရဲ့လိန်စင်ကြီးကိုတိသွားတဲ့အတွက်ထပြန်သွားကမာနောရဲ့သွင်းငွေတွေပါဝိုင်းတောင်းပေးပြီးထွက်လာခဲ့ပါတယ်ပြီးတော့အရာရှိဆောင်မွေအတွက်တင်တန်းကောင်းတစ်ခုသူရှာထားသေးကြောင်းပြောကသူရှိမဲ့စာကြည့်တိုက်ကိုလာမေးနိုင်ကြောင်းပြောပါတယ်မာနောတယောက်သူ့ကိုပထမဆုံးစကားပြောတဲ့ထုံမိန်းကလေးအကြောင်းကိုပဲနေ့စဉ်တွေးတောနေချိန်တရက်မှာတော့ကောင်းမလေးကသူရှိတဲ့စာကြည့်တိုက်ကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာပါတယ်ဒီကြောင်းအင်ဂျင်နီယာစာအုပ်ဖတ်နေတဲ့မာနောကိုတကယ်ကြီးအင်ဂျင်နီယာလို့ထင်မှတ်သွားပါတယ်သူမနာမည်ကိုတော့ Sharada လို့ခေါ်ပြီးတင်တန်းကောင်းတစ်ခုရှာတွေ့ထားလို့လားအသိပေးကမတ်ဆိုရီမျိုးကသူမအိမ်လိပ်စာအကြောင်းပြောပြပါတယ်ဒီလိုနဲ့ Sharada နဲ့တင်တန်းအတူတက်လက်ဖေးဆိုင်အတူထိုင်နဲ့ရှောက်လက်ရှောက်သွားပွားမှာမိန်းကလေးတယောက်နဲ့ပထမဆုံးရင်းနှီးလာပါတယ် Sharada ဟာဆရာဝ
ဝန်ဖြစ်ကျင်တဲ့ဆန္ဒက